content ဘုတ် viral ဖြစ်ဖို့ CTA ဘယ်လောက်အရေးကြီးလဲကိုက content ကိုစူးစမ်းပြီးဖန်တီးတာပဲမဲ့ reach မတက်တာမျိုးရောကြုံဘူးလား TikTok မှာ content ကောင်းရုံနဲ့မရဘူး CTA ကိုလည်းစနစ်တကျဖန်တီးတတ်ဖို့လိုတယ်ရှေ့မှာလည်း CTA အကြောင်းပြောခဲ့တယ်ဒီဗီဒီယိုမှာ CTA 3ခုအကြောင်းပြောပြပါမယ်နံပါတ်1 simple CTA ရိုးရှင်းတဲ့ CTA ဥပမာဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပေးပါဒါမျိုးစကားတစ်ခွန်းကို simple CTA လို့ခေါ်ပါတယ်နံပါတ်2 clear CTA viewer ကိုဘာလုပ်ချင်လဲဆိုတာကိုပြောပြတဲ့ CTA ပဲဖြစ်တယ်ဥပမာကျွန်တော်အခုပြောပြခဲ့တဲ့အချက်လေးတွေတဲကဘယ်တစ်ချက်ကိုကြိုက်ဆုံးလဲဆိုတာ comment ထဲမှာဖြေခဲ့ပေးပါဒါမျိုးကို clear CTA လို့ခေါ်ပါတယ်နံပါတ်3ကတော့ strong CTA ပဲဖြစ်တယ်ဒီ CTA ရဲ့တော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတယ်အဲအနောက်မှာ content လည်းအားကောင်းနေဖို့လိုပါတယ်ဥပမာဒီဗီဒီယိုမြင်တာနဲ့မိတ်ဆွေ save လုပ်ထားလိုက်ပါဘဝမှာတစ်ချိန်ကြာရင်အသုံးဝင်လာပါလိမ့်မယ်ဒါမျိုး CTA ကိုခေါ်တာပါ content ရဲ့အားဘယ်လောက်ထိကောင်းလဲ CTA ရဲ့အားလည်းအဲ့လောက်ထိကောင်းတယ်ကျွန်တော်အခုပြောပြခဲ့တဲ့ CTA 3ခု simple clear strong ဒီ3ခုတေချာသုံးမယ်ဆိုလို့ရှိရင် algorithm signal တက်မယ် reach လည်းတက်မယ် CTA တွေကိုကိုဗီဒီယိုမှာစနစ်တကျဆရာကြသုံးပြီးတော့ viral ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ TikTok Short AD Master Class မှာ CTA အကြောင်းအသေးစိတ်အပြည့်စုံသင်ကြားပေးထားပါတယ်ခင်ဗျာသင်တန်းစုံစမ်းမှုနဲ့ join ဖို့အတွက် Telegram ရဲ့ search bar မှာ@tvs834 လို့ရိုက်ရှာလိုက်ပါသိချင်တာလေးတွေလာမေးပါအကုန်ပြန်ဖြည့်ပေးသွားပါမယ်ခင်ဗျဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်